အားနာတယ်ဆိုတာအတုံးချခံမှုအပြနေရမဟုတ်ပါဘူးကိုပြောလိုက်လို့တစ်ဖက်လူထိခိုက်နစ်နာသွားမလားဆိုတဲ့စာနာစိတ်ကြောင့်ညှို့သိပ်ပေးလိုက်တာပါအရှင်းရှင်းပေါ်လေးစားမှုရှိလို့အားနာပြတာအားနာခြင်းဆိုတာအရှင်းရှင်းအပေါ်တန်ဖိုးထားမှုပါလူတချို့ကတော့အားနာတတ်သူဆိုရင်ဘလို့အတုံးချရမလဲပဲတွေးတတ်မြင်တတ်ရှင်းကပ်တတ်ကြတာပါအဲ့ဒီလိုလူဒန်းစားတွေအတွက်ဘလို့အကြောင်းကိစ္စနဲ့အားနာပြနေเสียမလိုပါဘူးသူတို့နဲ့အားနာခြင်းဟာမထိုက်တန်တယ်လို့အားနာခြင်းရဲ့တန်ဖိုးတွေအဓိပ္ပာယ်တွေရှင်းပြနေတယ်လေနားလည်မဲ့သူတွေမဟုတ်ပါဘူးနေရာမှာပြီးဈေးပေါ်မိရင်ကိုယ်ပဲတန်ဖိုးမဲရတတ်ပါလေဒါကြောင့်အားနာမှုဟာလူရွေးဖို့လိုအပ်တယ်လို့တချို့သောသူတွေအတွက်တော့လိလျူရှုခြင်းနဲ့ဥပိ္ပခာပြုခြင်းနဲ့ထိုက်တန်ပါတယ်